ကို2နာရီအချိန်4လပေးရုံနဲ့ရုရှားဘာသာစကားကိုပိုင်နိုင်ပြောတတ်တဲ့ခေတ်ကိုရောက်နေပြီနော်ဒါတွေမကသေးဘူးလေသင်ပေးနေတဲ့သင်ရိုးတွေကလည်းရုရှားနိုင်ငံကသတ်မှတ်ထားတဲ့သင်ရိုးတွေအတိုင်းဘိုးဘက်ကနေစပြီးတော့သင်ကြားပေးနေတာပါကျမတို့ရဲ့ARA Academy မှာတက်ပြီးတော့ရုရှားမှာစာမွေးပြန်ဖြေရတဲ့အခါအောင်မြင်ဖြေနိုင်ဖို့အတွက်ကိုတာဝန်ယူပါတယ်ရှင်နေ့တိုင်းကျောင်းတက်ရမှာပြင်းတဲ့သူတွေနဲ့အဆင်ပြေပါမလားဒီတက်တော့ဘာမှမပူပါနဲ့အချိန်လေးလမှာစနေတနင်္ဂနွေအနားပေးထားတဲ့အပြင်ကို public holiday တွေမှာလည်းအနားပေးထားပါတယ်ရှင်တော်တော်တော့မိုက်နေပြီဒါနဲ့သင်တန်းကျောင်းနေရာတွေကဘယ်နေရာတွေမှာလဲရန်ကုန်မှာဆိုလို့ရှိရင်သွားရလာရလွယ်ကူပြီးတော့တကြဝန်းဝန်းရှိတဲ့ building 6 MICT ဖက်တဲမှာရှိသလိုနေပြည်တော်မှာဆိုလို့ရှိရင်လည်းအမှတ်2333နှစ်စစ်တောင်းလန်မင်္ဂလာဒီပရုပ်ကွယ်ပုပ္ပတိရီမြို့နယ်မှာရှိပါတယ်ရှင်ရုရှားမှာဆိုလို့ရှိရင်လည်း Vladivostok မြို့မှာARAရဲ့ရုံးခွဲရှိပါတယ်ရှင်ဒီလိုခိုင်မာတဲ့သင်တန်းကျောင်းတွေလိုက်ရှာနေတာအသင်ပြောင်းကောင်းရဲ့လားဆန္ဒနဲ့ဘဝထပ်တူကျသွားစေရမယ်နော်ခတ်ပါတယ်ဆိုရင်ရုရှားဘာသာကိုဒီချယ်ကစိတ်ရှည်လက်ရှည်နဲ့သင်ပေးနေတာဒါနဲ့သင်တန်းချိန်တွေရောသင်တန်းချိန်တွေကတော့မနက်8နာရီကနေ10နာရီအထိတစ်ချိန်10နာရီကနေနေ့လယ်12နာရီအထိတစ်ချိန်နေ့လယ်1နာရီကနေ3နာရီအထိတစ်ချိန်3နာရီကနေ9နာရီအထိတစ်ချိန်စုစုပေါင်းတစ်နေ့ကို4ချိန်သင်ကြားပေးနေတာပါတွားရလာရတာလည်းလွယ်ကူပြီးတော့သင်ပြလဲကောင်းတဲ့ခိုင်မာမှုလည်းရှိတဲ့အပြင်တန်းချိန်တွေကလည်းများတော့ကြိုက်တဲ့ချိန်ကိုရွေးပြီးတော့ join လို့ရပြီပေါ့ဒါဆိုရင်ဘယ်လိုဆက်သွယ်ရမှာလဲဖုန်းနံပါတ်3996468338 3940308195ကိုရုံးချိန်အတွင်းဟယ်လိုလုပ်လိုက်ပါ